မြမလွတ်လပ်ရေးကြိုးပမ်းမှုမှာပါဝင်ခဲ့ပေမဲ့သမိုင်းမှာကွယ်ဖြောက်ခံထားရတဲ့ကဘာကသိတဲ့မြမသမိုင်းပညာရှင်ဇေယျကျော်ထင်ဘုံမူဘရှင်ရဲ့နှစ်တရာပြည့်အကျိုးအခမ်းအနားကိုဇန်နဝါရီ24ရက်နေ့ကရန်ကုန်မြို့တော်ဝင်နှင်းစီမှာကျင်းပခဲ့ပါတယ်။အာရှလူငယ်အစည်းအရုံးရဲ့ညာနာဗလတာဝန်ခံဗမာကာကွယ်ရေးတပ်မတော် BDA ရဲ့ပညာရေးအရာရှိသမိုင်းပညာရှင်ဘုံမူဘရှင်ဆိုတာဘယ်လိုပုံကူမျိုးလဲ။တိုင်းပြည်တာဝန်ကိုအများကြီးထမ်းဆောင်ခဲ့တဲ့ဘုံမူဘရှင်ကိုသူ့ဘာဝင်မြမပြည်သူတွေကောင်းကောင်းမသိခဲ့ဘူးလို့ကချင်ငြိမ်းချမ်းရေးကွန်ရက်ကခွန်ကြာကပြောပါတယ်။ဒါဟာသမိုင်းကိုစနစ်တကျဖျောက်ဖျက်ထားတာဖြစ်တဲ့အကြောင်းတိုင်းရင်းသားစီလုံးညီညွတ်ရေးနဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာလူမျိုးတစ်မျိုးနဲ့တစ်မျိုးဘာသာတစ်ခုနဲ့တစ်ခုအပြန်အလှန်လေးစားမှုကအရေးကြီးတယ်လို့ဆိုပါတယ်။ကျမတို့လိုပုဂ္ဂိုလ်တွေကိုပညာတတ်ပြီဆိုပြီးမှဆောင်းကြွားနေတဲ့လူတွေတောင်ဘာလို့မသိရတယ်လဲဆိုပြီးမှကျမအင်မတန်မှကိုပြန်ပြီးမှသုံးသပ်ပြီးတော့မှမိမိညံ့ပြင်းကြောင်းနဲ့ဒါဟာစနစ်တကျကိုလှုပ်ဆောင်ထားတယ်ဆိုပြီးမှသုံးသပ်ခံယူလိုက်ပါတယ်။တိုင်းရင်းသားစီလုံးညီညွတ်ရေးနဲ့ဒီနိုင်ငံတော်ပြန်လည်တည်ဆောက်ရေးပဲပြောအမျိုးသားရင်ကြားစစ်ရေးပဲပြောနံပါတ်1အနေနဲ့တော့ကျမအနေနဲ့လက်ခံထားတာကတော့တယောက်နဲ့တယောက် mutual respect ပေါ့တမျိုးနဲ့တမျိုးနဲ့ဘာသာတစ်ဖွဲ့ဘာသာဝင်တစ်မျိုးပါနဲ့နောက်တစ်ဘာသာတစ်မျိုးအချင်းချင်းကြားထဲမှာအပြန်အလှန်လေးစားမှုတော့ရှိရမှာဖြစ်ပါတယ်။ဘုံမူဘရှင်ကို1915ခုနှစ်ကပြည်မနာမြို့ရွာကောက်မှာမွေးဖွားခဲ့ပြီးယူဒတန်ကောလိပ်ကနေအရှေ့တိုင်းရာဇဝင်ဂုဏ်ထူးတန်းနဲ့1938မှာဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်။ဆရာကြီးဟာအာရှလူငယ်အစည်းအရုံးညာနာဗလမှုတာဝန်ကနေ1943ဗမာကာကွယ်ရေးတပ်မတော် BDA မှာဗိုလ်ကြီးအဆင့်နဲ့တိုင်းလေးမှာဂျပန်တွေကိုတော်လှန်ခဲ့ပါတယ်။1945ကနေ1946ထိဗမာတပ်မတော်မှာဗိုလ်မှူးအဖြစ်တာဝန်ထမ်းရင်းဒီတိန်နိုင်ငံဆိုင်ရာစစ်တပ်မှုအဖြစ်ဒုတိယဗိုလ်မှူးကြီးရာထူးနဲ့ထမ်းဆောင်ခဲ့ပါတယ်။1955မြန်မာနိုင်ငံသမိုင်းကော်မရှင်ကိုပါမောက္ခဒေါက်တာထင်အောင်ဆရာကြီးဇေယျဆရာကြီးစောကြီးတို့နဲ့အတူဖွဲ့စည်းထူထောင်ရာမှာပါဝင်ခဲ့ပြီးခေတ်ဟောင်းမွန်မြန်မာကျောက်စာမင်းစာတွေကိုအဆုံးဖြတ်ပေးနိုင်တဲ့ပညာရှင်တစ်ယောက်ဖြစ်ခဲ့သလိုသမိုင်းစာအုပ်အများအပြားကိုလည်းပြုစုရေးသားခဲ့ပါတယ်။ဘုံမူဘရှင်ရဲ့စာအုပ်တွေကိုဖတ်ခဲ့ဘူးပေမဲ့သူဟာအစ္စလမ်ဘာသာဝင်ဆိုတာမသိခဲ့ဘူးလို့ရခိုင်မျိုးသားပါတီကဦးအေးတာအောင်ကဆိုပါတယ်။လူတစ်ယောက်ကိုကိုးကွယ်ရာဘာသာအသားအရောင်လူမျိုးစတာတွေနဲ့အကဲဖြတ်လို့ရတာမဟုတ်ဘဲတိုင်းပြည်နဲ့လူမျိုးပေါ်ထားရှိတဲ့ခံယူချက်နဲ့လှုပ်ဆောင်ချက်ကသာအရေးကြီးတယ်လို့ဆိုပါတယ်။လူတစ်ယောက်ကိုလေးစားတဲ့နေရာမှာသူဟာဘယ်ဘာသာကိုကိုးကွယ်တယ်။သူဟာဘာလူမျိုးဖြစ်တယ်။အသားအရောင်ဆိုတဲ့အသားအရောင်ပါတယ်မရှိခဲ့ဘူးကျွန်တော်တို့ကလူကိုအကဲဖြတ်တဲ့အခါမှာတိုင်းပြည်လူမျိုးပြည်သူတွေပေါ်မှာသူဘယ်လိုသဘောထားလဲသူစိတ်ကဘယ်လိုရှိတယ်သူဘာတွေလုပ်တယ်လဲသူရဲ့တန်ဖိုးကတိုင်းပြည်ပေါ်မှာထားတဲ့စိတ်ကခံယူချက်ပြည်သူတွေပေါ်မှာထားတဲ့စိတ်ကခံယူချက်ပဲတည်ကြည်တယ်ဇေယျကျော်ထင်ဘုံမူဘရှင်ဟာသုတေသနအသင်းမြန်မာစာကော်မရှင်ရန်ကုန်သမိုင်းဘွဲ့လွန်တန်းကတိကအစ္စလမ်သာသနာရေးကောင်စီစတဲ့နေရာတွေမှာတာဝန်ယူခဲ့သူဖြစ်ပါတယ်။ဘုံမူဘရှင်နှစ်တရာပြည့်အကျိုးဂုဏ်ပြုပွဲကိုဘာသာပေါင်းစုံကခေါင်းဆောင်တွေပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသူရဦးတင်ဦးလည်းတက်ရောက်ခဲ့ပြီးဂုဏ်ပြုစကားပြောခဲ့ပါတယ်။